အဲ့ဒါဘာလုပ်လဲ ပုံးနေရလေသူပုံးနဲ့ကစားနေတာလို့ရားနေရ ဟိုတယောက်က မရှိဘူး ဘာမို့ရှိဒီမှာ အော်ညမထွက်လာတော့ထွက်လာရှေ့ရှူကဘယ်လိုလုပ်ပြီးဒီကိုရောက်လာလဲ ဘယ်လိုလုပ်ပြီးရောက်လာမှာလဲအကိုကရွှေဥစီကိုမှမလာရွှေဥကအကိုရှိရဲ့နေအောင်လိုက်လာရတာပေါ့ဘာဖြစ်နေရလဲ ကြောက်လို့ ဟမ်ဘာလို့ချက်တာလဲ ရွှေကကိုမချစ်တော့မှထားတော့မှကြောက်လို့ ဟွန်းရွှေဥကဘာလို့အကိုမချက်ကိုလို့လားမချက်သေးကိုဘာဖြစ်နေရလဲရွှေဥကိုပူဝင်လင်းလေးပြောလေ ကိုရွှေကိုပြောစရာတော့ရှိတယ်ကိုနဲ့ရွှေရုံနဲ့လမ်းခွဲမလားလို့ ဟမ်ဘာကိစ္စရွှေဥကလမ်းခွဲပေးရမှာလဲ ခီးဝေးသွားလို့ရှိရင်ရွှေရုံနဲ့အကြာကြီးခွဲရမယ့်တန်ကိုမခံနိုင်လို့လမ်းခွဲမလားလို့ ကိုตาကြောသွားလေသွားရှင်သွားတဲ့နောက်ကိုကျမတကောက်ကောက်လိုက်မိမှာ ကိုသွားမဲ့ခီးကအခြားခီးတော့မဟုတ်ပါဘူးအိမ်အောင်ခီးကိုအိမ်အောင်ပြုတော့မလားလို့လေဘာကိုကဒီမှာအဋိဌာန်လာဝင်တာ9ရက်တောင်ဝင်ရမှာအခုမှပထမအောင်ဆုံး1ရက်ပဲရှိသေးတယ်အေးတကယ်လို့ဒီအဋိဌာန်အောင်သွားလို့ရှိရင်တော့ကိုနောက်ဘယ်မကောင်းဆိုးဝါးမှကတ်လို့မရတော့ဆရာကြီးဖြစ်သွားပြီ ။အော်ဟုတ်လားဒီနေ့ကပထမအဆုံးနေ့ဆိုတော့ဟိုနောက်ထပ်6ရက်ကျန်သေးရပါတော့ ဟုတ်တာပေါ့ဟုတ်တာပေါ့ ။ဒါဆိုရင်မနေ့ပြန်လဲလာမမလား မနေ့ပြန်လာမမနေ့ပြန်လဲလာ ။အဲ့ဆိုအကိုကိုရွှေရုံမျှော်နေမယ်နော် မျောနေမှာမျောနေရမှာပေါ့မျောနေကိုလာမှာနော်အဲ့ဒါဆိုလို့ရှိရင်အချိန်လဲလင်းနေပြီကိုအဋိဌာန်လဲပြီးသွားပြီဆိုတော့ကိုသွားလိုက်တော့မယ်နော် ။ဟုတ်ညနေမယ်နော် မျောနေကိုသွားပြီနော်